ကမ္ဘာ့ရည်နှံစီးတွေပြန်ကြားလာပေမဲ့အမေရိကန်နဲ့အီရန်ကြားမှာတော့တင်းမာမှုတွေအရှင်ပိုတက်လာနေပါတယ်ပြီးခဲ့တဲ့ဘက်မှာဆွေးနွေးပွဲတွေအဆင်မပြေခဲ့လို့တစ်စီကိုဒေါ်လာ100ထက်တက်သွားခဲ့ပေမဲ့အခုတော့$98ဝန်းကျင်အထိပြန်ကျလာပါတယ်ဘာလို့လဲဆိုတော့သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့သဘောတူညီချက်ရဖို့လမ်းစာရှိတယ်လို့အရေးမပြောလိုက်လို့ပါဒါကြောင့်အာရှ stock share ဈေးကွက်လည်းပြန်ပြီးတက်လာနေပါတယ်ဒုတိယချက်ကတော့ဒုသမ္မတဂျီလီဖန်စ်ရဲ့သတိပေးချက်ပါအီရန်ကဟော်မုန်းကြီးလက်ကြားမှာသင်္ဘောတွေပိတ်ဆို့နေတာဟာစီးပွားရေးအကျန်းဖတ်တာပဲလို့သူကပြင်းပြထန်ထန်ဆွဆွဲလိုက်ပါတယ်အီရန်ကသာသင်္ဘောလမ်းကြောင်းတွေကိုဆက်ပြီးပိတ်နေအီရန်သင်္ဘောတွေတစ်စင်းမှစီကန်းကထွက်ခွာမရအောင်ပိတ်ဆို့မယ်လို့တုံ့ပြန်လာပါတယ်နောက်ဆုံးတစ်ချက်ကတော့နျူကလ িয়ার ကိစ္စပါအီရန်ကသူတို့ရဲ့ယူရေနီယံတပ်ဆင်မှုကို9နှစ်ရပ်ပေးမယ်လို့ခံရမိမယ်အမေရိကန်ကတော့အနည်းဆုံး20ရဲရမယ်လို့တောင်းဆိုနေပါတယ်ကာရမကသေးဘူးတပ်ကြံယူရေနီယံတွေကိုလည်းအမေရိကန်ကတိုက်ရိုက်စီစီခွင့်ရရမယ်လို့ဆိုတာတော့ကြောင့်အပေးယူကတော့မတည်သေးပါဘူးကမ္ဘာစီးပွားရေးပေါ်တိုက်ရိုက်တက်ရောက်နေတဲ့ဒီတင်းမာမှုတွေဘယ်လိုအဆုံးသတ်မလဲအားလုံးကတော့ရင်တစ်ပတ်မှနဲ့စောင့်ကြည့်နေရတော့မှာပဲ